အင်္ဂါရဲမှာရေတွေပတ်ပြီးစော်ကစားခဲ့တယ်ဆိုတဲ့အထင်နဲ့အဲ့ဒီမှာရှိနေတဲ့ចောင်းသားတွေအားလုံးတပတ်တီတီတန်ရှင်းရေးလုပ်ဖို့အပြစ်ပေးခံလိုက်ရပါတယ်။ဂျန်ရူးကစောင်းဟီကိုမြေလန်းနဲ့ရှောင်းဖယ်သွားပါတော့တယ်။စောင်းဟီကတော့ပိုးဟတ်တကောင်ကိုတွေးလို့ကြောက်ပြီးရေနဲ့ပတ်မိတာမှလို့လိုက်ရှင်းပြပြီးမြဲဂျန်ရူးကတော့ပိုးဟတ်ကြောက်တာနဲ့ဒီလောက်ထိလွတ်ဖို့မလိုဘူးလို့ပဲထင်နေခဲ့ပါတယ်။ဂျန်ရူးကစောင်းဟီကိုသူ့အတွက်အကျိုးမရှိပဲဒုက္ခပေးမဲ့ဘူးလို့သတ်မှတ်လိုက်ပြီးငါနာကိုမကပ်ပါနဲ့ခက်ခွာပဲနေပေးပါလို့တောင်းဆိုလိုက်ပါတော့တယ်။အပြိုးဆိုခံလိုက်ရပေမဲ့လည်းစောင်းဟီကတော့ကိုနှစ်သက်သူကိုကဲတင်နိုင်ခဲ့လို့ပျော်နေတော့ပါတယ်။ဒါပေမဲ့ तू မသိတာတခုကတော့ဂျန်ရူးကိုအစားထွေးဝင်းညင်အဖြစ်အသုံးချပြီးဒုက္ခပေးခြင်းနေတဲ့တရေတွေကအများကြီးကျန်နေသေးတာပါ။ဂျန်ရူးသာစောင်းဟီကိုနားမလဲပဲဆက်ပြီးညင်းဆန်နေမယ်ဆိုရင်ဘယ်အချိန်မှဆိုအသက်အန္တရာယ်ရှိနေနိုင်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူဆယ်ဟန်ကစောင်းဟီရဲ့မိုင်မဲမှုကိုစူပူနေပြန်ပါတယ်။ဒါပေမဲ့ဆယ်ဟန်ကပါဇက်ကလာစူနေတာပါ။တမီးဖြစ်သူအင်းစာရွက်တီကုံသွားတာကိုသိတာနဲ့ဟောင်စီကိုကိုယ်တိုင်သွားပြီးအင်းစာရွက်တီထပ်ယူပေးခဲ့ပါတယ်။အမေဆိုတာဒီလိုပါပဲ။တမီးကိုဘလောက်စူစူတကယ်တမ်းတော့အလိုလိုက်ပြီးချစ်ချတာပေါ့။နောက်တနေ့မှာတော့စောင်းဟီဟာအင်းစာရွက်ကိုဂျန်ရူးရဲ့အိတ်ကက်ထဲခိုးထည့်ဖို့စ조사ပြီးမြဲဂျန်ရူးကအကဲကအရန်စောနေပါတယ်။အဲ့ဒီအချိန်မှာဂျီဟိုကကူညီတဲ့အနေနဲ့ဂျန်ရူးရဲ့စပွဲပုံကိုလဲကြခြင်းအောင်ဆန်ပြီးစောင်းဟီရဲ့ဖုန်းကိုခိုးယူလိုက်ပါတယ်။ဒီနေ့မှာတော့ဂျန်ရူးရဲ့အဘွားကကြောင်းထားနေတဲ့အတွက်လက်ဆောင်တွေလာပေးပါတယ်။အဘွားကစောင်းဟီရဲ့ကက်ထဲမှာဂျန်ရူးရဲ့ဖုန်းကိုတွေ့သွားတဲ့အခါဂျီဟိုကလမ်းမှာကောက်ရလူပါဆိုပြီးချက်ချင်းဖေးမှပြောလိုက်ပါတယ်။လူသီးတွေဆိုတာကလည်းရိုးသားကြအောင်ဒါကိုယုံသွားပြီးကျေးဇူးတင်နေကြတာပေါ့။တစ်ဖက်မှာလည်းဘိုမန်းနဲ့ဂေးဆက်တို့ကဂျန်ရူးရဲ့နောက်ကျောင်းကိုတန်တရားရှိပြီးအင်တာနက်မှာလိုက်ရှာနေကြပါတယ်။ရှာဖွေတွေ့ရှိလိုက်ရတဲ့အချက်လက်တွေကြောင့်အားလုံးကအံ့ဩသွားကြရပါတယ်။အဲ့ဒါကတော့ဂျန်ရူးဟာတကယ်ကိုထင်မှတ်မထားစရာလူတစ်ယောက်ဖြစ်နေလို့ပါပဲ။ဂျန်ဝူးဟာတကယ်တော့ထူးချွန်တဲ့များဖြစ်အားကစားသမားတစ်ယောက်ပါဒါပေမဲ့အင်တာနက်ပေါ်ကမှတ်ချက်တစ်ခုမှာတော့ဂျန်ဝူးဟာကျောင်းဆောင်ကိုမီးရှို့ခဲ့တယ်ဆိုတဲ့သတင်းစိုးတစ်ခုပြန့်နှံ့နေပါတယ်ဒါဟာလူတိုင်းကိုတုံ့လောက်သွားစေတဲ့သတင်းဖြစ်ပြီးဂျန်ဝူးကျောင်းပြောင်းလာရတဲ့အဓိကအကြောင်းရင်းလို့လည်းအားလုံးကထင်ကြေးပေးနေကြတာပေါ့ဂျန်ဝူးကတော့တဘာဝအတိုင်းအေးအေးဆေးဆေးနေတတ်သူမို့ဒါတွေကိုလိုက်ပြီးရှင်းမပြနေပါဘူးဂျန်ဝူးဟာသူ့ဖုန်းပျောက်သွားတာကိုသိတာနဲ့ချက်ချင်းလိုက်ရှာရင်သူ့အဖွားကစောင်းဟီတို့တငယ်ချင်းတစုနဲ့စကားပြောနေတာကိုတွေ့သွားပါတယ်စောင်းဟီနဲ့ဂျီဟိုတို့ကဖုန်းကိုကောက်ရတယ်လို့ပြောတာကဂျန်ဝူးတော့နည်းနည်းတန်တရားချစ်စရာပါပဲဒါပေမဲ့အဖွားကတော့သူ့မြေမောင်တငယ်ချင်းတွေရသွားနေဆိုပြီးဝမ်းသာမဆုံးဖြစ်နေတာပေါ့စောင်းဟီဟာဂျန်ဝူးနဲ့တငယ်ချင်းဖြစ်ချင်ကြောင်းနဲ့အဖွားတို့အိမ်မှာတရက်လောက်လာလေချင်ကြောင်းချက်ချင်းပဲအခွင့်အရေးယူပြောလိုက်ပါတယ်တကယ်တော့ဂျန်ဝူးရဲ့ကန်ဆိုးမှုဟာအရင်ကြီးမားတာကြောင့်အင်းဆက်ရွက်တရွက်ထဲနဲ့မလုံလောက်တာဘူးလို့စောင်းဟီကကစားထားတာပါသူ့ရဲ့တကယ်အကြံကတော့ဂျန်ဝူးတို့အိမ်မှာထမင်းစားရင်အိမ်အနောက်မှာအင်းဆက်ရွက်တွေခိုးကတ်ထားဖို့ပဲဖြစ်ပါတယ်နောက်တနေ့မှာတော့စောင်းဟီဟာဂျန်ဝူးတို့အိမ်ကိုရောက်လာပါပြီအိမ်ထဲကိုခြေချလိုက်တာနဲ့ပစ္စည်းတူလောင်တဲ့ box အောက်မှာအင်းစာရွက်တရွက်ကိုလျှက်ခနေခိုးထည့်လိုက်ပါတယ်ဂျန်ဝူးကစောင်းဟီကိုစိတ်နှောင့်ယှက်ဖြစ်စရာလို့ထင်နေပေမဲ့လည်းအဖွားမျက်နှာကြောင့်မတတ်တာပဲလက်ခံလိုက်ရတာပါစောင်းဟီကအိမ်အနောက်လမ်း၆ချင်နေပေမဲ့လည်းဂျန်ဝူးကတော့တနေရာထဲမှာပဲငင်းငင်းထိုင်နေအဖွားပြန်လာတာကိုစောင့်ပါလို့တတိပေးလိုက်ပါတယ်ဒါပေမဲ့စောင်းဟီကတော့ငြိမ်မနေနိုင်တဲ့ကြွက်ကလေးတစ်ကောင်လိုပါပဲသူဟာအခန်းတကားကိုဖွင့်ဖို့စ조사နေတော့ပါပဲဂျန်ဝူးကလက်ပူးလက်ချက်ကြီးမိသွားခဲ့ပါတယ်နောက်ဆုံးတော့စောင်းဟီလည်းသူ့နေရာသူပြန်ထိုင်လိုက်ရတာပေါ့ဂျန်ဝူးကရေတစ်ခွက်လာကြိုက်တဲ့အခါမှာစောင်းဟီကဒီရေခွက်လေးကကျမအမေရဲ့လက်ကလေးလိုပဲနှွဲထွေးလိုက်တာဆိုပြီးချွဲနွယ်လိုက်ပါတယ်ဒီလို heads over heels ဖြစ်နေတဲ့စကားလုံးတွေကြောင့်ဂျန်ဝူးကစိတ်မသက်သာဖြစ်သွားပြီးရေခွက်ကိုပြန်ယူဖို့ကြိုးစားပါတယ်နှင်းကောင်သားရေခွက်ကိုလူနေချိန်မှာပဲမတော်တဆစပွဲပေါ်ကိုရေတွေမှောင်ကျကုန်တော့တာပါစောင်းဟီကဂျန်ဝူးရဲ့နားကိုအပြေးလွှာလန်းသွားလိုက်ချိန်မှာတော့ဂျီရီမောက်ကုံလို့စောင်းဟီကတရှူးလန်းယူလိုက်တဲ့အခါမတော်တဆဂျန်ဝူးလည်းပခုံးပေါ်ကိုကြော်လိုက်တယ်လို့ဖြစ်သွားပြီးနှစ်ယောက်ကြားအကွာအဝေးကအရန်ကိုနီးကပ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဘွားနဲ့ဂျီဟိုတို့ဈေးကပြန်ရောက်လာကြတာပေါ့ဂျီဟိုကအဘွားအတွက်ပတ်စံချွေတာပေးချင်တာနဲ့သူကတတ်လွတ်စားတယ်သူပါလို့လိန်ဖြိုးလိုက်လို့ဒီနေ့ထမင်းဝိုင်းမှာဟင်းသီးဟင်းရွက်တွေကြီးပါပဲဒါပေမဲ့အားလုံးကနားစင်မှုရှိရှိနဲ့ပျော်ပျော်ပါပါစားတော့ကြပါတယ်စောင်းဟီဟာအရသာရှိတဲ့ကြာစံဟင်းလျာကိုစားရင်းနဲ့အရန်ကိုပျော်နေခဲ့ပါတယ်ဒီထမင်းဝိုင်းလေးမှာပဲစောင်းဟီကသူ့ရဲ့လှုပ်ဝက်ချက်တစ်ခုကိုဖွင့်ပြပြလိုက်ပါတယ်။သူဟာနတ်ဆရာမဆယ်ဟန်ရဲ့မွေးစားသမီးဆိုတဲ့အကြောင်းပါပဲ။သူ့အမေကဟင်းချက်မဖြတ်ပေမဲ့သူ့ကိုအယမ်းချစ်ပြီးအလိုလိုက်ကြောင်ပြောပြတဲ့အခါအိမ်ထဲမှာခဏတာငြိမ်သက်သွားပါတယ်။အဘွားဖြစ်သူကတော့စိတ်မကောင်းဖြစ်ပြီးမျက်ရည်တောင်ဝဲလာတာကြောင့်စောင်းဟီရဲ့ပန်းကန်တွေကိုကြာစံတွေထက်ခါထည့်ပေးနေခဲ့တာပေါ့။စောင်းဟီရဲ့ရိုးသားပွင့်လင်းမှုတွေကဂျန်ဝူးရဲ့ခန်းစားချက်ကိုပါအရေးပြောစေခဲ့ပုံပါပဲ။သူဟာစောင်းဟီရဲ့အပြုံးတွေကိုငေးကြည့်နေရင်ဒီမိန်းကလေးကတကယ်ပဲစိတ်သက်ခိုင်မာတာလားဒါမှမဟုတ်ဟန်ဆောင်နေတာလားလို့တွေးမိနေပါရဲ့။ဘေးကဂျီအိုကတော့စောင်းဟီနဲ့ဒီလုတ်နီးစားပေမဲ့ဒါကိုမသိခဲ့တာကြောင့်စိတ်မကောင်းထည့်နေရပါတယ်။ထမင်းစားပြီးတော့မှတော့စောင်းဟီဟာအခွင့်အရေးကိုစောင့်ပြီးဂျန်ဝူးရဲ့အခန်းထဲကိုရောက်သွားပါတယ်။အင်းစာရွက်ကိုခိုးကပ်ဖို့နေရာရှာတွေ့ပေမဲ့အဲ့ဒီနေရာကအရားမြင့်နေတာကြောင့်ဂျီဟိုနဲ့နှစ်ယောက်သားကူညီရင်ပရိဘောဂတွေကိုတိုက်မိပြီးစူညံကုန်မာတော့တယ်ဂျန်ဝူးကတကားကိုဝုန်းခနေဖွင့်ဝင်လာတဲ့အခါမှာတော့သူ့ရဲ့တန်တစ်တာလေးမှောက်ကျနေတာကိုတွေ့လိုက်ရပါတယ်။ခွင့်ပြုချက်မရှိဘဲသူ့ပစ္စည်းတွေကိုထိတွေ့တာကြောင့်ဂျန်ဝူးတော်တော်လေးစိတ်တိုးသွားပါတယ်။ အဲ့ဒီအချိန်မှာပဲစောင်းဟီရဲ့လက်ထဲမှာတခုခုကိုလျှို့ဝှက်ကြည့်စုကင်ထားတာကိုဂျန်ဝူးမြင်သွားပါတော့လေ။
ဂျန်ဦးကဆောင်းဟီရဲ့အလက်ကိုစစ်ဆေးဖို့ကြိုးစားပေမဲ့ဂျီဟိုကဖျောက်ပြီးတွန်းထုတ်လိုက်တာကြောင့်ဆောင်းဟီဟာနောက်ဆုံးအင်းစာရွက်ကိုခရိုကွန်လေးထဲမှာအောင်မြင်ခိုးဝှက်နိုင်ခဲ့ပါတယ်။အင်းစာရွက်ခွက်ဖို့ပဲအာရုံရောက်နေတဲ့ဆောင်းဟီဟာအိမ်ပြင်ပြီးအလုပ်လုပ်ရမယ်ဆိုတာကိုတောင်မေ့နေခဲ့တာပါ။သူအိမ်ထဲကနေအလော်ရကြီးပြီးထွက်ဖို့ပြင်လိုက်တဲ့အခါမှာတော့ဂျန်ဦးရဲ့အဘွားကလှမ်းခေါ်လိုက်ပါတယ်။တကယ်တော့အဘွားဟာဆောင်းဟီကနတ်ဆရာမဆိုတာကိုသိပြီးသားဖြစ်နေတာပါ။ဒါပေမဲ့ဆောင်းဟီကအញ្ញမ်းလောနေတာကြောင့်နောက်တစ်ခါမှပဲတီချာတွေ့ဖို့ချင်းဆိုပြီးထွက်လာခဲ့ရပါတယ်။တစ်ဖက်မှာလည်းအားကစားပစ္စည်းတူလောင်ကန်းထဲမှာဆရာဘတ်တယောက်စဉ်းစားကန်ဖွင့်နေပါတယ်။သူဟာဂျန်နူးကလက်ရွေးစင်မြပစ်အားကစားသမားဟောင်းတစ်ယောက်ဆိုတာကိုရုတ်တရက်တတိယသွားတာပါ။ဒီလောက်တော်တဲ့သူကဘာလို့ဒီเจ้าကိုပြောင်းလာရတာလဲဆိုတာကိုဆရာဘတ်နားမလည်နိုင်ဖြစ်နေပါတယ်။ဆရာဘတ်ကတငယ်ချင်းတစ်ယောက်စီဖုံးဆက်စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ဂျန်နူးဟာအရင်เจ้าကနေထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီးသူ့ရဲ့မြပစ်လောကကစားသမားဘဝဟာလည်းအဆုံးသတ်သွားခဲ့ပြီဆိုတာသိလိုက်ရပါတယ်။နောက်တစ်နေ့မနေ့မှာလည်းဆောင်းဟီးကဂျန်ဦးနားမှာပဲတောက်ချောက်ရှိနေပါတယ်။ဂျန်ဦးကတော့ဂယူးမဆိုင်တဲ့အပြင်ဂျီဟိုကလည်းဂျန်ဦးကနင်းနဲ့တငယ်ချင်းမချစ်ချင်ဘူးခက်ခွာခွာနေပါလို့ဆောင်းဟီးကိုတတိပေးနေပါတယ်။အဲ့ဒီအချိန်မှာဂျန်ဦးဟာကျောင်းအဆောင်ကိုမီးရှို့ခဲ့တယ်ဆိုတဲ့ကောလာဟလကတကြောင်းလုံးကိုပြတ်နေသွားပါပြီ။နေ့လယ်စာစားချိန်မှာကျောင်းသားတွေအားလုံးကဂျန်ဦးကိုဝိုင်းရှောင်နေကြပေမဲ့ဆောင်းဟီးနဲ့ဂျီဟိုကတော့သူ့ဘေးမှာပဲကပ်ပြီးစားကြပါတယ်။တကယ်တော့ဂျန်ဦးကိုကာကွယ်ပေးချင်တာကဆောင်းဟီးတောင်သေးပါ။ဆောင်းဟီးဟာတေးပြီးသားလူတွေကိုမြင်ရောက်ယုံတယ်မဟုတ်ပဲဘသူကလူကောင်းလဲဆိုတာကိုလည်းခံစားသိရှိနိုင်ပါတယ်။ဂျန်ဦးဟာတကယ်တော့စိတ်ရင်းနှွေးထွေးပြီးကျင်နာတတ်တဲ့သူလို့သူကခိုင်ခိုင်မာမာယုံကြည်ထားတာကိုလေ။အဲ့ဒီညဂျန်ဦးအိမ်ပြန်ရောက်တဲ့အခါအဘွားဖီသူကဂျာဇန်တွေအများကြီးချက်နေလာကိုတွေ့ပြီးအံ့ဩသွားပါတယ်။အိမ်နီနာစင်းကိုပေးဖို့လို့အဘွားကပြောပေမဲ့ဂျန်ဦးကမယုံပဲနောက်ကခိုးလိုက်သွားတဲ့အခါအဲ့ဒီဂျာဇန်တွေကိုနတ်ဆီယာမလေးစီသွားပေးနေတာကိုတွေ့သွားပါတယ်။ဒေါသထသွားတဲ့ဂျန်ဦးဟာဆောင်းဟီးကိုပြန်ပြောခွင့်တောင်မပေးပဲကျိန်ဆဲပြီးထွက်သွားပါတော့တယ်။ဆောင်းဟီးဟာအယမ်းကိုထိတ်လန့်သွားပါတယ်။ဂျန်ဦးကျိန်ဆဲသွားလို့ကျင်မကပဲသူ့ပတ်ပတ်လည်မှာမီးတောက်တွေဝန်းရံနေတာကိုမြင်လိုက်ရလို့ပါ။ဆောင်းဟီးကတော့ဂျန်ဦးရဲ့ပတ်ပတ်လည်မှာမီးတောက်တွေဝန်းရံနေတာကိုမြင်လိုက်ရတော့အယမ်းကိုထိတ်လန့်သွားပါတယ်။ဒီလူဟာဘာလို့ဒီလောက်တောင်ကန်ဆိုးနေရတာလဲဆိုပြီးဆောင်းဟီးတယောက်မျက်ရည်ဝဲရင်ကြံရေးခဲ့တာပေါ့။နောက်တစ်နေ့မနေ့ကြောက်ရောက်တဲ့အခါမှာလည်းအတန်းပေါ်တွေကဂျန်ဦးကိုမုန်းတီးတဲ့အကြည့်တွေနဲ့ကြည့်ကြပါတယ်။ဂျန်ဦးကတော့ဒါတွေကိုမခံစားနိုင်တာကြောင့်အမိုက်ပစ်ဖို့အကြောင်းပြပြီးအတန်းထိပ်ကထွက်လာခဲ့ပါတယ်။ဂျီဟိုကတော့အချင်းတွေကိုကြည့်တာနဲ့ဘာဖြစ်နေလဲဆိုတာချက်ချင်းသဘောပေါက်လိုက်ပါတယ်။ကျောင်းရောက်ကြောင်လိုရောက်လာတဲ့ဆောင်းဟီဟာဂျန်ဦးတူလောင်ယုံထဲမှာရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါသွေးပစ်မတထိတ်လန့်သွားပါတယ်။သူဟာဂျန်ဦးရဲ့ဖုန်းထဲကအင်းစာရွက်ကိုထောက်ဖို့ကြိုးစားပေမဲ့အဲ့ဒီအင်းစာရွက်ကအတုဖြစ်နေတာကိုသိလိုက်ရတဲ့အခါမှာတော့အချင်းတွေကပိုဆိုးသွားပါပြီ။အဲ့ဒီအချိန်မှာပဲတူလောင်ယုံထဲမှာဂျန်ဦးဟာမီးတရေရဲ့တိုက်ခိုက်ခြင်းကိုခံနေရပါတယ်။ဆောင်းဟီဟာတကားကိုအတင်းထုပြီးအပြင်ကနေကဲဖို့ကြိုးစားပါတယ်။အင်းစာရွက်မရှိတာကစာရီကိုတုံးပြီးမီးတရေရဲ့အစွမ်းကိုရှော့ချဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။နောက်ဆုံးမှာတော့ဂျီဟိုကမီးတပ်ပိုက်နဲ့ရေတွေအတင်းမှုတ်သွင်းလိုက်မှသာဂျန်ဦးအသက်ပေကလွတ်မြောက်ခဲ့ပါတယ်။မီးလောင်မှုဖြစ်ပြီးနောက်မှာတော့အတန်းပိုင်ဆရာကဂျန်ဦးနဲ့မီးရှို့တာလို့တထက်တဲဆုံးဖြတ်လိုက်ပါတယ်။ဂျန်ဦးကတော့ဘာမှပြန်မငြင်းပဲငြိမ်နေတာကြောင့်ဆောင်းဟီးကစိတ်တူနေပါတယ်။ဂျန်ဦးကဆောင်းဟီးကကျေးဇူးတင်ပေနဲ့ငါကိစ္စတွေကိုအရန်ကြီးစိတ်မဝင်စားပါနဲ့လို့ပဲပြောပြီးထွက်သွားပါတယ်။အဲ့ဒီညမှာတော့ဂျန်ဦးအဖွားရဲ့ဝိညာဉ်ဟာဆောင်းဟီးစီကိုရောက်လာပါတယ်။ဂျန်ဦးဟာဘာလို့ဒီလောက်အေးဆက်သွားရလဲဆိုတာကိုအဖွားကငိုရင်းပြောပြပါတယ်။သူဟာတယောက်ယောက်ကိုယုံကြည်ပြီးယဉ်နီးမှုကြိုးစားတိုင်းအမြဲတမ်းအနာကျင်ခံရတာပဲတဲ့အဖွားကဆောင်းဟီးကိုဂျန်ဝူးအိမ်ပြန်ရောက်ရင်အားပေးဖို့နဲ့သူ့လက်ကိုစုပ်ကင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တစ်ဖက်မှာလည်းဆရာဘက်ကဂျန်ဝူးရဲ့အရင်ကျောင်းကဆရာစီကသတင်းစကားကိုကြားလိုက်ရပါတယ်။ဂျန်ဝူးပါဝင်တဲ့ပြိုင်ပွဲတိုင်းမှာအမြဲတမ်းမတော်တဆမှုတွေဖြစ်တတ်ပြီးတခြားကျောင်းသားတွေရဲ့အများပြည့်စွမ်းရည်ကိုပါထိခိုက်စေခဲ့ပါတယ်။ဂျန်ဝူးတယောက်တည်းကသာအမြဲတမ်းအမှတ်ကောင်းနေကြတာဟာဝိညာဉ်ပူးကတ်ခံထားတာလို့တခြားသူတွေကယူဆခဲ့ကြပါတယ်။ဆရာဘက်ကခလေးစိုးတွေကဂျန်ဝူးကိုမီးရှို့မှုနဲ့မတရားအကွက်ဆင်းခဲ့တာလို့ထင်ပေမဲ့ဆရာချောင်စစ်ကတော့ဂျန်ဝူးဟာတကယ်ပဲမီးရှို့ခဲ့တာပါလို့အတီးပြုတ်လိုက်ပါတော့တယ်တကယ်တော့အရင်ကျောင်းမှာမီးလောင်မှုမှာဂျန်ဝူးကိုယ်တိုင်ဝန်ခံခဲ့တာပါသူကိုယ်တိုင်မီးစတင်ရှို့ခဲ့တာမဟုတ်ပေမဲ့သူ့ရဲ့ကန်ဆိုးမှုတွေကြောင့်မီးလောင်မှုဖြစ်ပွားရတာလို့သူကယုံကြည်ပြီးဝန်ခံခဲ့တာဖြစ်ပါတယ်အဲဒီတော့ကတခြားကျောင်းသားတွေကသူ့ဝန်ခံမှလျက်နဲ့အဖေမပေးပဲလွတ်ပေးလိုက်တာကိုမကြည်မနက်ဖြစ်ခဲ့ကြတာပေါ့ဒီအကြောင်းကိုကြားလိုက်ရတဲ့ဆရာဘက်ကတပ်ပြင်းချရင်ဂျန်ဝူးကိုသူ့ရဲ့အရေးအောက်မှာစောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဆရာဘက်ကဂျန်ဝူးအတွက်သူ့အပွားဟာဘလောက်အရေးပါတယ်ဆိုတာသိတာကြောင့်အပွားမင်နာကိုထောက်တီးများပြစ်အားကစားကိုပြင်လုပ်ဖို့တိုက်တွန်းပါတယ်ဂျန်ဝူးကတော့အကြကြီးတုံဆိုင်နေပါတယ်သူကတခြားသူတွေရဲ့အမုန်းကိုကြောက်တာမဟုတ်ပါဘူးကျွန်တော်ပြိုင်ပွဲသွားပြိုင်လို့လူတွေကကျွန်တော်ကိုမုန်းတီးပြနေတာကိုအဖွားမြင်သွားမှာကိုပဲကျွန်တော်ကြောက်တာပါလို့ဖြေပြီးဆရာကိုနှုတ်ဆက်ကထွက်လာခဲ့ပါတယ်ဒါပေမဲ့ကန်စမာကအရန်ကိုရက်ဆက်လွန်ပါတယ်ဂျန်ဝူးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ကိုအမြဲကြိုနေတတ်တဲ့အဖွားဟာဆုံးပါသွားခဲ့ပါပြီတူဒီတော့အားကိုရာကိုဆုံးရှုံးလိုက်ရတဲ့ဂျန်ဝူးဟာလောကကြီးမှာလမ်းပြောက်ပြီးနှလုံးသားတစ်ခုလုံးကြေကွဲသွားရတာပေါ့စောင်းဟီကလည်းသတင်းကြားတာနဲ့နာရေးအိမ်ကိုချက်ချင်းပြေးလာပါတယ်ဂျန်ဝူးကတော့စောင်းဟီကိုမြင်တာနဲ့ဒေါသတွေပြန်ထွက်လာပြီးလူလိမ်မလေးထွက်သွားလို့နှင်ထုတ်ပါတယ်ဒါပေမဲ့စောင်းဟီကတော့မတုံလို့ပါဘူးသူဟာဂျန်ဝူးအသက်စိုးရင်ယုံတယ်မကပဲအဖွားကိုလည်းနောက်ဆုံးအနေနဲ့ကြော့ကျင်လို့ရောက်လာတာပါ
episode 2ကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီနောက်ထပ် episode တွေတင်ပေးသွားမှာမို့ဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်